ဥစားဒီကျွန်တော်တို့ဒီဘာသာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အဆာမျိုးပေါ့နော်ဟိုငရဲမချဖို့ရေးတို့ရေးကောင်းကင်နိုင်ငံရောက်ဖို့ရေးတို့ရေးဆိုတဲ့ပုံစံမျိုးဟိုဒီချင်းတစ်ဖက်ဟောပဲအဓိကဦးစားပေးနေတဲ့အနေအထားဖြစ်တော့ပေါ့နော်ဦးစားပေးတဲ့အနေအထားပုံစံမျိုးနဲ့ပဲတွားချတာများတယ်ဒါမဲ့ကျွန်တော်တို့အခုနောက်ပိုင်းကကျတော့ဟိုစာမျိုးပေါ့နော်ဒီ social media ခေတ်နော် AI ခေတ်ကကြတော့ရှားပြရတာတွေလည်းလွယ်လာတယ်ပြောမှာနော်ကျွန်တော်တို့ရင်တော့ဆိုရင်အကြောင်းအရာတစ်ခုသိချင်လို့ရှိရင်လိုက်ရှာမိရတယ်တည်ရလူလားနော်တည်ရလူလိုက်ရှာမိရတယ်အဲ့ဒီတမီရတဲ့သူကလည်းသိချင်မှလည်းသိဦးမှာလေနော်အဲ့လိုမျိုးလည်းရှိတယ်ဘာလို့လဲဆိုလူစားအကုန်မှမသိပဲနော်အဲ့လိုမျိုးပြောချင်တာခက်ခဲတယ်ဆိုတာပြောချင်တာနော်အကြောင်းအရာတစ်ခုသိချင်အရင်ခက်ခဲတယ်အခုနောက်ပိုင်းဆိုရင်ပို့လွယ်လာတော့နော်ကျွန်တော်ခုနောက်ပိုင်းဆိုရင်တစ်ခုသိချင်ရှိရင်ကျွန်တော်တမီရှိတယ်အချမ်းဖြင်းကျွန်တော်ဒီ AI ကလုံးလိုက်ဟိုတစ်ခုပြီးတစ်ခုကျွန်တော်လိုက်ကြည့်ကြပဲအဆင်ပြေတယ်ပေါ့နော်ကျွန်တော်တကြည့်တော့အဲ့ဒီဂျမနာရနဲ့တော့အဆင်ပြေကိုတော့အစမျိုးသူရှင်းပြတာရမဆိုကိုတော့စီလုံးမရှိတော့နော်ပြောချင်တာစာဖွေရပို့လွယ်တယ်ပြောချင်တာအရင်တော့ဆိုစမျိုးပေါ့နော်ကျွန်တော်တို့ဒီ social media စတုံးကြတဲ့ဒီ2015ဝန်းကျင်လောက်ဆိုရင်တော့ကျွန်တော်တို့မှမျိုးဟိုကျမ်းမှာချမ်းသာတရားတွေပေါ့နော်ကျမ်းမှာချမ်းသာတရားတွေအရန်စာဖြစ်တယ်တော်တော်စိုးမိုးပြောမှာနော်ခရိယန်တိုင်းမှာဒါပေမဲ့အခုနောက်ပိုင်းကျတော့တတိထားမိတာနည်းပါပြပါလို့ပဲကိုပဲတမ်းကြည့်လို့မပေါ်တာလားဗာလည်းမသိပါနော်ဒါပေမဲ့ပြောချင်တာလူတွေဟိုပို့ပြီးတော့အမှန်ဖက်တိလာကြတယ်ဆိုတာပြောချင်တာနော်ကျွန်တော်တို့ကခုနပြောလို့ပေါ့နော်ဟိုအများအဖြစ်ကျွန်တော်တို့ကိုယ်တိုင်လည်းတော့အမိခံမျိုးလိုပါလို့ဖြစ်နေတော့နော်အဲ့လိုဘာဖြစ်လို့ဆိုတော့ဒီစားအပေါ်ယံပေါ့နော်အပေါ်ယံပြောမှာအပေါ်ယံဖြစ်နေတဲ့အတွက်ကြောင့်မလို့စဝေးစဝါတွေဖြစ်တယ်မျိုးနော်တခါတလေကျရင်ကျွန်တော်တို့ဘာမဟုတ်တဲ့စကလုံးတစ်လုံးနဲ့တင်လူတွေကအမှဆောက်ရက်ခတ်သွားတာရှိတယ်နော်ကျွန်တော်တို့ဒီဟိုစားဟိုလူခရဲ10နှစ်15နှစ်တော့ဆိုလဲဒီဟိုစားအဲ့ဒီနော်တင်ကဲတချင်းရပြီလားဆိုတော့ခရိယန်ကြီးရဲ့တိုင်ဝမ်မှာပြောတဲ့စကားနော်တော်တော်ခစ်ထားတယ်နော်လွန်ခဲ့တဲ့10နှစ်15နှစ်ဝန်းကျင်လောက်ပေါ့နော်တင်ကဲတင်ချင်းရပြီလားတင်ဒုတိယမွေးချင်းခံပြီလားအဲ့ဒီစကလုံးနဲ့လုံးဝဘာမှမဟုတ်ဘူးနော်ဒါမဲ့လူတွေကိုလှုပ်ခတ်သွားစေတယ်နော်သူလည်းအပ်တမျိုးပဲအနုပညာတမျိုးပဲနော်လူတွေရဲ့စိတ်နှလုံးကိုလှုပ်ခါသွားစေတယ်နော်ကျွန်တော်တို့ဟိုကျန်းစာဖပါတယ်ဆိုတော့တချို့အတင်းတော်လူတွေနော်ကျန်းစာတခုကိုတအားဖပါတယ်ဆိုတော့အတင်းတော်လူတွေလည်းအကလုံးပါတော့ခုနပဲဗန်ဖို့တဲ့စကလုံးနဲ့လုံးတော့စကလုံးတစ်လုံးနဲ့နော်တင်ကဲတင်ချင်းရပြီလားအဲ့မှာခမငငယ်အိုးငငယ်ကခရိယန်လောက်ပြီးတော့လာတဲ့ကောင်လည်းလေထက်ကိုပဲကလေးပေါ့နော်ကျွန်တော်လည်းလူတစ်ခါမိခံတိပူတယ်လေစိတ်ထမကြောင်တုံဖြစ်သွားတယ်နော်တမျိုးတစ်ခုတော့လွဲနေလို့ပဲစိတ်ထမတော့တမျိုးဖြစ်တော့နော်ဘာလို့လဲဆိုတော့ကျွန်တော်ပြောလို့မျိုးနော်လွန်ခဲ့တဲ့15နှစ်အဲ့ဒီစကလုံးကဖြစ်စားတော့နော်တချစ်တခါဒီချိုင်းလူရပညာတတ်တယ်ပဲပြောဘာပဲပြောအတန်းပညာပြောတာနော်စင်စီတုံတရားကိုပြောတာမဟုတ်အဲ့ဒီဟာဘလောက်ပဲတခါဒီကျစကလုံးတစ်လုံးနဲ့လူပါပြောင်းလဲသွားတတ်တယ်မျိုးနော်ကျွန်တော်တို့ခုအမေရိကန်မှာဆိုတော့အဲ့မျိုးပဲလေနော် Make American Great Again ဆိုပြီးတော့ဒါမှပြောလိုက်တာလူတွေကလိုက်ပါကုန်နော်ဒါမဲ့တကယ်နဲ့လောက်ရောက်တခြားကြည့်ရမယ်နော်လောက်ရအရင်ရေးကြည့်တယ်ပြောချင်တာအဲ့ဒီစကလုံးတစ်လုံးရဲ့ဆွမ်းအားကိုပြောချင်တာနော်ဒါမဲ့ခုနကျွန်တော်တို့ပြောတဲ့ခရိယန်တိုင်ဝမ်မှာအဲ့ဒီဟိုခုနပြောတဲ့စကလုံးမှာနော်တင်ကဲတချင်းရပြီလားနောက်တစ်လုံးကတင်ဒုရောက်မွေးချင်းခံပြီးပြီလားဆိုတဲ့အဲ့ဒီစကလုံးနှလုံးနော်လူတွေတော်တော်လှုပ်ခတ်သွားစေတယ်ခရိယန်တိုင်ဝမ်အကလုံးကဟိုတောင်ကူမြောက်ကူဖြစ်ကုန်တယ်နော်လေထွက်ကုန်တယ်ကျွန်တော်ကိုယ်တိုင်လည်းမိခံတိပူတယ်ပေါ့နော်စိတ်မတမျိုးတော့ဖြစ်သွားတော့နော်
တချို့တွေပါကုန်တယ်အမျိုးနော်ကွက်ကိုဒီကတင်းတော့နေဟိုဘက်ခုတ်ဘူးကုန်တာမျိုးနော်အဲ့ဒီစကလုံးတစ်လုံးကိုပြောပြတာနော်စကလုံးတစ်လုံးနဲ့လူတွေရဲ့ဟာကိုလှုပ်ခတ်သွားခြင်းတယ်ပြောချင်တာဒါပေမဲ့အဲ့ဒီခုနကျွန်တော်ပြောတဲ့ဒီတင်ကတင်ချင်းရပြီလားတင်ဒုတိယမွေးချင်းခံပြီးပြီလားဆိုတော့အဖြေကပါလဲနော်တင်ကတင်ချင်းရပြီလားဆိုတော့အဖြေနဲ့တင်ဒုတိယမွေးချင်းခံပြီးပြီလားဆိုတော့အဖြေနှစ်ခုကိုကျွန်တော်လေ့လာကြည့်လိုက်တော့သူတို့ရဲ့အဖြေကဘာဖြစ်နေလဲဆိုတော့ခရစ်တော်မိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံခြင်းဒါသူဖြစ်ပါနော်ဒါသူဖြစ်ရမယ်အဲ့ဒီစကလုံးနဲ့လူကရောက်ရခတ်ကုန်လူတွေရောက်ရခတ်ကုန်တယ်ဆိုပြောချင်တာပါနော်အဲ့ဒါနဲ့ကျွန်တော်တခါအဲ့လိုမျိုးပဲလေအဲ့ဒါနဲ့အဲ့လိုမျိုးလူတယောက်ကျွန်တော်တခါမေးလိုက်တယ်တဲ့အဲ့ကျန်းစာထဲမှာခရစ်တော်မိကယ်တင်ပိုင်ခြင်းဖြစ်နေယုံကြည်လက်ခံခြင်းဒီကယ်တင်ခြင်းရဤဆိုရကျန်းစာထဲမှာရှိလားဒုတိယမွေးခြင်းခံခြင်းဒီခရစ်တော်ကိုမိမိကယ်တင်ပိုင်ခြင်းဖြစ်ယုံကြည်လက်ခံခြင်းဖြစ်ဆိုရကျန်းစာထဲမှာပါလားကျန်းစာထဲမှာရရှိလားကျွန်တော်မေးတော့သူကြောက်သွားမရှိဘူးလေနော်အဲ့တိုင်းစကလုံးမရှိဘူးလေသူတို့လည်းကျန်းစာပြောနေတာပဲလေနော်ကျွန်တော်ပြောချင်တာကလူပါတခါလေကြရင်လည်းအဲ့လိုမျိုးလေထွက်သွားတယ်ဆိုတော့ပြောချင်တာနော်တကယ်တမ်းကျန်းဖျားဟောရီဆိုတာတကယ်တော့ကျွန်တော်တို့ခဏပြောကြပါနော်လူတွေကဟိုးတည်ချင်းတစ်ဖက်ဟာကိုပဲတွားပြီးတော့အဓိကအာယုံဆိုင်နေတာပါနော်ဒါမဲ့တကယ်တော့ဒီမှာအဓိကအာယုံဆိုင်ရမှာအဲကြောင့်မလို့ကျွန်တော်ပြောတော့မှာနော်ကျွန်တော်ခုပြီးရတဲ့ကောင်းစဉ်ဘဝနေနီးဆိုတာဒါပဲအဲကြောင့်မလို့ကျွန်တော်အရှိမပြောသလိုပဲဖယားအလင်းလာပြီးတယ်ဆိုအဲ့ဒါပြောနေတာဘာကြီးလဲဘဝနေနီးအသက်ရှင်စမှာဘလူဘဝမှာအသက်ရှင်စမှာဘလူနေရမလဲဆိုတော့နော်ဘလူအသက်ရှင်ရမလဲဘဝမှာဘဝနေနီးအခုနကျွန်တော်ပြောလို့နော်အဓိကဘဝနေနီးကိုလာပြီးနေတာဘလူအသက်ရှင်နေထိုင်ရမလဲဘဝမှာအသက်ရှင်စဉ်ဘဝမှာပါနော်ဘဝဆိုတာအသက်ရှင်မွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြောင့်ဘဝလို့ခေါ်တော့နော်အဲ့ဒီဘဝအသက်ရှင်စဉ်မှာဘလူအသက်ရှင်ရမလဲဆိုတော့ဘဝနေနီးပဲအဲ့ဒါကိုလာပေးတာဒီကကျွန်တော်တို့ဒီမှာဆိုတော့သူတို့အလုပ်လုပ်လို့ရှိရင်နည်းနည်းလောတယ်နော်ဒီမှာသူတို့တစ်ခုပြောလို့ခါတက်လို့ဆိုမြန်လုပ်လို့ရှိရင်သူတို့ဘာပြောတာဟာရတယ်ဖြည်းမလောနဲ့သူတို့ပြောတာဘာဖြစ်လို့လဲလူကလောလို့ရှိရင်အမားများတယ်လေအကြောင်းလို့တချို့စိတ်ရည်ထားနော်မပြောရတာပဲဘာဖြစ်လဲခင်ဗျာရွေးချယ်လှုပ်ဆောင်ရမယ့်အရာမှန်ကန်မှုရှိအောင်ပြောနေတာဖျားပြီးတဲ့တရားလဲလို့ပဲမှန်ကန်တဲ့အရာကိုချပေးနေတာဒီလိုတွားရမယ်ကျွန်တော်ဒီစားပါနော်ကျွန်တော်အရင်တော့ဆိုကျွန်တော်သူများကိုမတတ်တစ်ခေါက်တရားတွေပဲပြီးပြီးတော့နော်တရားတွေပြီးပြီးတော့အဲ့ဒီတရားပြီးခံတဲ့တရားတွေပြောတယ်နေ့တခါလာလဲညအချစ်ကြောင်းမနော်တခါလာလဲညအချစ်ကြောင်းရောတဲ့ဒီကြောင်းတကယ်ကျန်းစာဆိုတာအချစ်ကြောင်းရေးတာလေနော်ကျန်းစာဆိုတာအချစ်ကြောင်းရေးတာလားညာသူများကိုတစ်ဖက်လိုက်ပါသူများကိုတီးထက်လိုက်ပါအဲ့ဒါမျိုးမပြောဘူးလေနော်ဘာသာတရားရဲ့အဓိကအခြေခံတုံတင်ချက်တာအဲ့ဒါတူညီတဲ့တုံတင်ချက်တော့နော်ဒါပဲကျွန်တော်ခရရမှာဆိုရင်ချစ်ချင်းကျန်းစာတော့လည်းနေ့ချောချစ်ချင်းမေတ္တာလို့ဒီမှာတုံတတ်ထားတော့နော်ချစ်ကြည့်လို့ရှိရင်နော်ချစ်ချင်းမေတ္တာရှိတော်သူဒီအကျင့်တရားပြည့်စုံနေတာရှင်ဘောလေးပြောတဲ့စကားနော်အဲ့ဒီချစ်ချင်းမေတ္တာထားနိုင်ပြီဆိုရင်ကျန်တဲ့အကျင့်ညာခမပြည့်စုံသွားပြီပြောတာဘာဖြစ်လို့ဆိုခမဒီမှာမေတ္တာထားနိုင်မှတော့သူများကိုမကောင်းတော့မလို့တော့လေနော်သူများကိုကြည်စုပြုတယ်အဲဒါသူရဲ့ဖွင့်ဆိုချက်တွေနော်လားရှင်ဘောလေးဖွင့်ဆိုချက်တွေကပေးဆက်ခြင်းပဲဒီရှင်ယောဟန်ဆုံးမစာပါနော်ဩဝါဒစာရှင်ယောဟန်တို့ရှင်ဘောလူတို့ပြောရတာလားဟိုစာပါနော်အဲ့ဒီဟာ love ဆိုပေးဆက်ခြင်းကိုပြောနေတာနော်ဘုရားကိုတည်ခြင်းအဲ့ဒါကိုပြောနေတာ
ဒါမဲ့ဒီလိုပြောလိုက်လို့မိသူများလို့သူများငြိမ်ခံလိုက်ပါကွာအဲ့ဒါကိုပြောနေတာမဟုတ်နော်အဲ့လိုပြောနေတာမဟုတ်ဘာဖြစ်လဲဆိုရှင်ပေါ်လီပြောတာနော်အလုံးမလို့တဲ့ကောင်အစာမကျွေးနဲ့လားထမင်းမကျွေးနဲ့လားဒီကပြောချင်တာဥစားသူ့မှာဥစားဆိုင်းနေရှိတယ်နော်လှုပ်ရမယ့်ဟာမလှုပ်ရမယ့်ဟာတွေရှိတယ်ဒီမှာဒီလှုပ်တဲ့ငြိမ်ခံလိုက်ပြောနေတာမဟုတ်ဘူးနော်အေးအချစ်ကြောင့်ချစ်ချင်းမေတ္တာကြောင့်ပြောနေဆိုတာဒီမှာလှုပ်မှမငြိမ်ခံလိုက်ပါကွာအဲ့ဒါကိုပြောနေတာမဟုတ်ဘူးနော်ခုနပြောတဲ့ချစ်ချင်းမေတ္တာပေးဆက်ချင်းပါဆိုတဲ့ဟာနော်ဒီမှာဂျေဂျူးပြုတတ်တယ်ဒီလိုပါအကျိုးဖြစ်စီတာဘူးမေတ္တာဆိုတာအဲ့ဒီပြောတဲ့လူကဘာပြောလဲခုနကျွန်တော်ပြောလို့မျိုးနော်အလုံးမလို့တဲ့ကောင်ထမချင်းနေတယ်နော်တာဝန်ယူမှုတာဝန်ခံမှုလေကျွန်တော်တို့ဖျားပြီးတဲ့တရားဆိုတာနော်ကျွန်တော်တို့ပညာတော်10ပါးလို့ဆိုတာနော်ခင်ဗျာအဲ့ဒါဆိုင်းနေနော်ကျွန်တော်တို့ငယ်တော့ဆိုဒီမိဖွားအကြောင်းကြပြမှာတင်ရတယ်မလားမိဘွားပြရင်အတင့်ပြင်ကြိုတင်စောက်နေပါမိစိတ်မိအားဖြတ်ကူးချမှုချပြီးကင်းမှာဆိုတာအဲ့ဒါဆိုင်းနေပဲခုနကျွန်တော်ပြောရတယ်နော်ဖျားပြီးတဲ့ပညာတော်အဲ့ဒီဆိုင်းနေပဲနော်လှုပ်ရမယ့်ဟာမလှုပ်ရမယ့်ဟာပဲဒါမဲ့လှုပ်ရမလို့လားကျွန်တော်တို့အပိုင်းနေနော်လှုပ်လို့ရတယ်ဒါမဲ့လှုပ်ရင်ဘာဖြစ်မလဲခင်ဗျာတလုံးမိခုနကျွန်တော်ပြောလို့နော်တဲရောက်မှုတိုင်းမှာတန်ပြန်တဲရောက်မှုရှိတယ်ခင်ဗျာတချူပေါင်းကြည့်လိုက်ဘာဖြစ်မလဲခင်ဗျာတလုံးမိသူ့ရဲ့တဲရောက်မှုတိုင်းမှာတန်ပြန်တဲရောက်မှုရှိတယ်ဆိုတဲ့ပုံစံအတိုင်းပဲခင်ဗျာပြလာလိမ့်မယ်သူရဲ့ပြလာတာခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းမကျူးလုံးကျူးဒီပြရဆယ်ပါးတခုမျိုးကျွန်တော်လည်းတကျူးလုံးမှုဘူးတယ်ဒါမဲ့ခင်ဗျာအဲ့ဒီပြလာတဲ့နောက်ဆက်တွဲဟာနော်ခင်ဗျာလက်ပိတ်နေအောင်ခံရမှာမင်းမရှိနဲ့ကျွန်တော်ကိုယ်တိုင်ခံဘူးတယ်နော်အဲ့လိုမျိုးဘာဖြစ်လို့ဆိုပြောချင်တာကအဲ့ဒါဘဝနေနေပဲကျွန်တော်တို့ခုနကျွန်တော်ပြောလို့ပါနော်အများစုကတေချီတရားဖက်တေချင်းတစ်ဖက်ကိုတွားဦးတယ်နေတာတကယ်နဲ့တေချင်းတစ်ဖက်နဲ့မဆိုင်တာမဟုတ်ဆိုင်တယ်ဒါမဲ့ကျွန်တော်တို့ဒီမှာဘဝနေနေမှန်ပြီဆိုရင်ဟုတ်ကဲ့တေချာပြီလေကျွန်တော်ဒီတယောက်ပြောဘူးတယ်ခမဒီမှာကောင်းမှုနေနိုင်မှာနော်အသက်ရှင်စမှာခမကောင်းမှုအသက်ရှင်နေနိုင်မှာတော့တေချင်းတစ်ဖက်တေချာပြီလေကျွန်တော်ပြောတယ်ဘာကြောက်လဲကျွန်တော်ဒီမှာငြိမ်းချမ်းနေပြီမလားခုနကျွန်တော်ပြောလို့ပါနော် AC လို့မလောနဲ့ AC လို့မလောနဲ့ကျွန်တော်ပြောတာအဲ့ဒါပဲဒီမှာအတွင်းစိတ်မှာကျွန်တော်တို့ငြိမ်းချမ်းနေပြီဆိုမှတော့ကျွန်တော်တို့လောက်ရဘာဖြစ်မလဲမှန်ကန်မှာပဲနော်ဘာဖြစ်လဲငြိမ်းချမ်းတယ်လေငြိမ်းချမ်းတော့ခမလောက်ရအောင်မှန်ကန်ပိုင်ချလုပ်နိုင်တယ်မှန်ကန်ပိုင်ချလုပ်နိုင်မှာတော့တေချင်းဖက်တေချာပြီလေကျွန်တော်ပြချင်တာပြောနေတာဒါမှခုနကျွန်တော်ပြောလို့ပါနော်ဘလူးအသက်ရှင်နေရမလဲဆိုတာဒါခုနကျွန်တော်ပြောအလင်းလာပေးတာပဲလမ်းလာပြတာဆိုကျွန်တော်အမြဲပြောအဲ့ဒါပြောနေတာအဲ့ဒါပါလဲဘဝနေနေကြကျွန်တော်ခေါင်းစဉ်ပေးတာတကယ်တော့ဖျားပြတဲ့တရားဆိုတာကျွန်တော်ဘဝနေနေပဲကျွန်တော်တို့ဒီမှာငြိမ်းချမ်းနဲ့စိတ်နှလုံးငြိမ်းချမ်းမှုနဲ့ကျွန်တော်နေနိုင်ပြီကျွန်တော်လှုပ်ရတယ်လည်းအမှန်ပါပဲဒီနောက်ကိုဒေါသမောဟနဲ့လှုပ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီမှာငြိမ်းချမ်းနေပြီလေဒါကျွန်တော်ကပြောလို့ပါနော်ကောင်းကင်နိုင်ငံဆိုတာအထက်မှာရှိရကျွန်တော်ရှင်းမှမြေပေါ်ဝင်နေတာနှစ်ခုရှိတာနော်နောက်တစ်ခုဟိုမှာကျွန်တော်ပြောတာအဲ့ဒီကျွန်တော်ပြောနေတာဒီချင်းဖက်တစ်ခုဒီမှာတစ်ခုကျွန်တော်ပြောတာအဲ့မှာကိုရိုင်းနိုင်ငံတော်ဒီရောက်ပါစီတော့ဆိုတာဒီထဲမှာလေနော်ဒါဖြတ်ခင်ရပိမှန်တော့ဆိုတာကျွန်တော်တို့လူရခန္ဓာကိုဒါရှင်ပေါ်လို့တင်စားထားတယ်နော်အကြောင်းလည်းခဏကျွန်တော်ပြောလို့ပါနော်အဓိကဖျားဟောဆိုတာကတော့ဘဝနေနေပဲဘဝမှာဘယ်လိုဖြတ်တန်းသွားရမလဲဘယ်လိုအသက်ရှင်ပြီးသွားရမလဲဆိုတာကျွန်တော်တေချာတီးကျွန်တော်တို့ဒီနေ့ကတော့တေချာတီးတယ်ဆိုတာတော့မရှိဘူးလေနော်လေးလာလိုက်သွားလိုက်လေးလာလိုက်သွားလိုက်ပေါ့နော်ဒါပေမဲ့တေချာမတီးလဲကျွန်တော်တို့ပြဿနာမရှိဘူးဘာဖြစ်လဲအတွေ့အကြုံအတင်သွားတာအဲ့လိုမျိုးဒါပေမဲ့ကျွန်တော်တို့လည်းပူတိထားတော့နည်းနည်းခဏပြောလို့ပါနော်တရားမှုတည်းမှာတန်ပြန်တရားမှုရှိတယ်ဆိုတော့ပုံစံမျိုးပဲအမားနည်းနည်းလုပ်ပြီးတော့နည်းနည်းပဲခံရတာပေါ့များပူလို့မရှိတော့များပူခံရမှာလေနော်အဲကြောင့်မို့ကျွန်တော်လိလာရတယ်နေပါလိရတာဆိုတော့ပဲလိလာတော့နည်းနည်းတက်တာတော့ဗျာပြောမှဆိုနော်ကျွန်တော်ခဏပြောလို့ပါနော်ကျမ်းမှာချမ်းသာတည်ကြကျမ်းမှာချမ်းသာတည်နေတာပေါ့နော်ဖျားအလိုမရှိဘူးလားလူတွေကိုကျမ်းမှာချမ်းသာပေါ့အလိုရှိပါတယ်အလိုရှိလို့လဲသူအဲ့ဒီတရားတွေကိုချပေးနေတာအဲ့ဒီတရားတိုင်းတွားကြမှာလူရအစီပြမှာလေနော်ဒါမဲ့လူကတယောက်တည်းတွားလို့လည်းမရဘူးလေနော်
ကိုတယောက်ထဲတွားရင်တော့အထက်ကတော့ကိုတယောက်ထဲတွဲတော့ငင်းချမှာနော်ဒါမဲ့ဒီပေါ့လူကဘာလဲအဖွဲ့အစည်းနဲ့နေတာလေနော် community နဲ့နေတဲ့လူဆိုတာအဖွဲ့အစည်းအဆင်မပြေအဖွဲ့အစည်းတိုင်းဝိုင်းအဆင်မပြေကျန်တဲ့လူလည်းအဆင်ပြေလေဒါမဲ့ခမတယောက်ထဲတော့ငင်းချအောင်နေလဲနေနိုင်မှာပါနော်ဒါလူတယောက်ဘယ်လောက်ထိနေနိုင်လဲဆိုတော့အပေါ်မှာလည်းမူတည်သေးတော့ဘူးခမကဘာကြီးပြည့်နေပြီမဲ့လည်းငင်းချတဲ့လူကငင်းချနေမှာပဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အတွင်းကငင်းချနေတော့အဲကြောင့်လည်းကျွန်တော်ခဏပြောလို့မယ်နော်ကျွန်တော်ရှင်းမှမြေပြောလို့လွတ်လပ်ခြင်းလို့ငြိမ်းချမ်းခြင်းလို့ဆိုတာနေရာတွေအခြေအနေနဲ့မဆိုင်ဆိုတာအစပြောတာခမကဘာပြည့်နေပြီမဲ့လည်းငြိမ်းချမ်းတဲ့လူကငြိမ်းချမ်းနေတာပဲအဲ့လိုမျိုးအဒီကငြိမ်းချမ်းခြင်းလို့လွတ်လပ်ခြင်းလို့ဆိုတာခုနကျွန်တော်ပြောလို့ပဲနေရာတွေအခြေအနေနဲ့မဆိုင်ဘူးဘာလို့လဲဆိုကျွန်တော်တို့ဒီဖွံ့ဖြိုးပြီးနိုင်ငံမှာနေပြီးတော့ခင်ဗျာဟိုစားလေအပြင်တော့အဆင်ပြေနေမှာဒါပေမဲ့အထဲမှာအဆင်မပြေတာရှိမှာပဲနော်ရှိမှာပဲဘို့ရှိနေတာအများစုကနော်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ဒီဖွံ့ဖြိုးတဲ့နိုင်ငံတွေလည်းမထင်လိုက်နဲ့ဘာဖြစ်လို့လဲဆိုသူကအပြင်ဘာမှသူကဖွံ့ဖြိုးတိုးတက်နေတာနော်အပြင်ဘာနာတွားနေတာအထဲအဆင်မပြေဘူးလူတွေကမငြင်းချမ်းဘူးအထဲမှာဘာဖြစ်လို့လဲဆိုခင်ဗျာဖွံ့ဖြိုးရုပ်ပိုင်းဆိုင်ရာတွေအများတိုးတက်လာပြီမဲ့ဘာဖြစ်လို့လဲဆိုခင်ဗျာပစ္စည်းတစ်ခုပေါ်လာတော့မဟုတ်မှဖြစ်နော်ဖုန်းတစ်ခုပေါ်လာခင်ဗျာဖုန်းတွက်တူလာပြီဖုန်းတွက်ထပ်စားရတော့မယ်အကားအသစ်ဆောင်းပေါ်လာတယ်ဟုတ်တယ်မှန်တယ်ရုပ်တစ်ပိုင်းတိုးတက်လာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီလိုအပ်ချက်ရခင်ဗျာထပ်စားရပြန်ပြီအမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုခင်ဗျာဆိုင်ရမယ့်အရာပုံများလာတယ်လေအိမ်တော့ကျွန်တော်တို့ဘာမှမရှိတော့ဘာမှကုန်ကြမရှိဘူးအခုကားတွေပေါ်လာပြီဖုန်းတွေပေါ်လာပြီโอเคဟုတ်တယ်အဲ့ဒီတော့ဘာထပ်စားရပြီလေအဲ့လိုမျိုးနော်ပြောချင်တာကျွန်တော်တို့ရေဝုထုပိုင်းဆိုင်ရာလားကျွန်တော်တို့တိုးတက်လာတယ်ခင်ဗျာလူရဲ့ဒီအတွင်းပိုင်းဆိုင်ရာနော်စေဝိညာဉ်ပိုင်းဆိုင်ရာမှာစိတ်ပြက်လာတာမျိုးနော်ကျွန်တော်အရင်တပတ်မှာနောက်တစ်ယောက်ထပ်တွေ့တယ်နော်ကိုတတ်တရားထပ်တွေ့တယ်တရားပြောချင်တာခင်ဗျာရေဝုထုပိုင်းမှာတိုးတက်သွားတာလူဆိုတာကျွန်တော်အရှိမပြောလို့ပဲတကယ်တော့လူဆိုတာဟိုစားစိတ်ဝိညာဉ်နဲ့ဖွဲ့စည်းတာနော်အထက်ကမောင်းနေနေတာအထက်ကခိုင်းတဲ့အပြင်ခန္ဓာကိုယ်ပေါ်လာတာနော်ပေါ်လာလောက်တာတွားနေတကယ်အထက်အဓိကလေအခုနကျွန်တော်ပြောလို့ပါနော်အတွင်းကငြိမ်တော့ရှင်အပြင်ကလောက်ရတာဟာလောက်ရတွေကမှန်ကန်လာတယ်အဲ့ဒါပြောတယ်အခုနကျွန်တော်ပြောတဲ့ဟိုဖျားပြီးတဲ့ပညာတို့ဖျားပြီးတဲ့တရားတို့ဆိုတာဘဝနေနေပဲလေဒီလိုတက်ရှိရမယ်ဒါတွေကတော့လုပ်ရမယ်ဒါတွေကတော့မလုပ်ရဘူးဒီကဘဝနေနေဝလာပေးနေတာဘယ်လိုတက်ရှိရမလဲဆိုတာသူပြီးတဲ့တရားခင်ဗျာမလိုက်လို့ရတယ်ဘာမှမဖြစ်ဘူးဒါမဲ့ဖျားပြီးတဲ့တရားမှန်ကန်တဲ့ကြောင့်လို့ဘာဖြစ်လဲခင်ဗျာမလို့ခင်ဗျာခံရမှာခင်ဗျာဟုတ်တီစီဖက်မှာခဏထားဒီမှာတက်ရောက်တာနော်အဓိကတရားဆိုတာဒီမှာအဓိကဒီမှာတက်ရောက်တာအကြောင်းလို့ဘုန်းကြီးတပါတရားဟောတာကျွန်တော်တစ်ချက်နားထောင်ကြည့်လိုက်တာနော်တကယ်တမ်းဟိုစာကောက်ကင်းနိုင်ငံဆိုဒီမှာပဲပြောရတယ်ဘာလို့လဲဆိုဒါလေးချမှတွေ့ရတာနော်ကောင်းကင်တည်တဲ့မြေကြီးတည်တယ်ဒီပြောတာဒီမှာပဲဒီပြောတာအဲ့လိုကောင်းကင်တည်တဲ့မြေကြီးတည်လေအတိဖန်ဆင်းပြုပြင်နေစမ်းကောင်းကင်တည်တဲ့မြေကြီးတည်ဒီကျွန်တော်စိတ်နှလုံးလဲအဲ့ဒါအတိပြုပြင်တော့နော်ဒီပฏิစံဆိုတာအတိပြုပြင်သွားတာအဲ့လိုအဒီကကျွန်တော်ပြောချင်တာကဒီဘဝနေနီးပါပဲဒီပြောချင်တာကျွန်တော်တို့ကဘယ်လိုတက်ရှင်ရမလဲသူကအများကြီးရှိတော့ဗောနော်တေချာလေးလာရတယ်ဒီမများတီးတော့လဲပိုရှိပြီးတော့နော်နည်းနည်းတီးနော်နည်းနည်းပဲဆန်ရတော့အဲ့တဘောပါပဲတရားတဘောကဘာမှမသိလဲဘာမှဖြစ်ခင်ဗျာဒါမဲ့ကျွန်တော်ခဏပြောလို့ပဲနော်အတွေ့ကျွန်တော်တင်သွားတယ်လုံနဲ့တီးသွားတယ်လုံနဲ့တီးသွားတယ်ခဏကျွန်တော်အရှိမပညာဆိုတာအဲ့ဒါပဲကျွန်တော်ပြောနေတာနော်ပညာဆိုတာအတွေးအကြံနော်အတွေးအကြံအဲ့ဒါပညာပဲပညာတင်ချင်းဆိုတာအတွေးအကြံကိုလက်ဆင့်ကမ်းခြင်းဆိုတာအကြောက်ပြောတာပညာဆိုတာအဲ့ဒါရတာကျွန်တော်တခုလုပ်ကြည့်လိုက်တာစာတွေ့သွားတာအဲ့ပညာရတယ်လို့ခေါ်တာနော်ဒါပေမဲ့သင်ခန်းစာရပါတယ်လို့လည်းပြောလို့ရတယ်အနေနဲ့နော်သင်ခန်းစာရပါတယ်ပညာရပါတယ်မျိုးပြောလို့ရတယ်အတူတူပဲ
နော်ပညာဆိုအဲ့နေလားအတွေ့အကြုံကတင်သွားတော့ဗောနော်ဒါပေမဲ့ခင်ဗျာတွေ့ကြုံရမှကျွန်တော်သိရမလားအဲ့လိုလည်းမဟုတ်လေနော်ကျွန်တော်ခုနပြောလို့ပဲနော်သူများရဲ့အတွေ့အကြုံလက်ဆင့်ကမ်းခြင်းအဖြစ်လည်းကျွန်တော်သိနေတာပဲနော်ပညာသင်ခြင်းဆိုတာအဲ့ဒါပဲလေသူများစာတွေ့ထားတဲ့အတွေ့အကြံတွေအကောင့်ထဲပေါ်လာတဲ့နော်သိလာတဲ့ပညာကိုကျွန်တော်တို့ပြန်ပြီးတော့လက်ဆင့်ကမ်းရယူတာနော်ပညာသင်ခြင်းဆိုတာအဲ့ဒါပဲအဲကြောင့်မို့ကျွန်တော်တို့အဲ့ဒီဖရာရဲ့တရားဆိုတာခုနကျွန်တော်ပြောလို့တကယ်တော့အဲ့ဒါဘဝနေနည်းပဲကျွန်တော်တို့သူပြောတဲ့အတိုင်းဒါမှမဟုတ်အဆင့်အများကြီးရှိတာပေါ့နော်ခုနကျွန်တော်ပြောလို့မယ်အဲ့ဒါဘုန်းကြီးဘာတရားဟောတာကျွန်တော်တစ်ချက်ကြားလိုက်တယ်ဟိုစားဆန္ဒကြမ်းများသူတစ်ခုပြောပြတာနော်ငါကြားပြီးမဲ့လဲငါမကြားတဲ့သူကဲသူဖြစ်တယ်သူပြောပြတဲ့ချမ်းစာသမားလို့ပြောတာနော်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒါဗုဒ္ဓဘာသာမှာရှိတယ်တဲ့သူပြောတယ်အဲ့ဒါဘာလဲဆိုတော့နော်ဟိုစားဥပိ္ပခာတရားတဲ့ဒီကဟာကျွန်တော်မှတော်အားပါအေးတဆိုတကယ်တော့တရားရဲ့သဘောတရားအတူတူပဲပေါ့နော်ကျွန်တော်စကားကြလဲအဲ့လိုပဲယုံကြည်ပြီးသားဒီပြောမှကျွန်တော်သူစဉ်းစားကြည့်တော့ဟုတ်တယ်တဆိုတရားရဲ့သဘောအတူတူပဲတကယ်နော်သူကြားပြီးမဲ့လဲမကြားတယ်လို့နေလိုက်ဥမာအဖြစ်ခင်ဗျာFacebook မှာခင်ဗျာကိုမမဒီမှာတောက်လာဆဲမလားလာဆဲလိုက်တယ်တမခင်ဗျာဘာမှပြောလိုက်တော့ဟိုဆာမျိုးကနော်မကြားတယ်လို့ပဲနေလိုက်အဲ့ဒါဘောအဖြစ်ခတ်တရားခင်ဗျာသူမုံသွားတာတော့မဟုတ်ဘူးနော်မုံသွားတာမဟုတ်ဒါမဲ့အဲ့ဒီအချိန်ညာအရင်ကောင်းတယ်ပြောချင်တာအဲ့ဒါလည်းဘဝနေနေတခုပဲအဲ့ဒီအဆင့်အရင်ကောင်းတယ်ကောင်ကျွန်တော်တို့ဟိုစားရှိတယ်လေတချို့ဆိုကျွန်တော် YouTube မှာတခါတွေ့လိုက်တယ်နော်အဲ့ဒီဝေးပါမြန်မာတူပြောပြထားတာ Art of the Silence ဆိုတာနော်တိတ်ဆိတ်ခြင်းအမှုပညာဆိုတာဒီပြောပြတာတချို့အရာခင်ဗျတိတ်ဆိတ်လိုက်ခြင်းအရင်ကောင်းသွားတယ်မျိုးဒါလည်းဘဝနေနေပဲနော်ခရစ်တော်ကျွန်တော်တို့နာဇရက်မြို့ကနေသူဂျေရုဆလင်ကိုရွှေ့သွားတာနော်အဲ့ဒါပဲဒါဥဖြစ်ကတရားပုံစံမဲ့ဘာလို့လဲဆိုတော့အဲ့ဒီမှာနာဇရက်မှာနေတဲ့လူတွေသိတယ်မလားတခင်ခရစ်တော်တရားပေးတဲ့အချိန်မှာသူပြောလဲဟာဒီကောင်ကတော့အိမ်ဘေးကဟိုလက်သမားသားမလားဒီမှာမြင်ပြောတယ်နော်သူ့ပြောတယ်နော်ကျွန်တော်တို့ Facebook မှာတချို့စာရေးတင်တာတွေ့ဘူးလားပါရေးထားတယ်ကိုတန်ဖိုးမထားတဲ့နေရာမှာမနေနဲ့နော်ကိုတန်ဖိုးထားတဲ့နေရာမှာတနေသူတက်ချင်မရှင်လားအဲ့ဒါပဲအဲ့ဒီတဘောပဲအဲ့ကြောင့်ခရစ်တော်ဂျေရုဆလင်ရွှေ့သွားတာအဲ့ဆက်နေလားပို့ပဲလေခင်ဗျဘာမှမထူးလေခင်ဗျအလေးမထားတန်ဖိုးမထားညမှာခင်ဗျနေခင်ဗျတွေ့လဲအဆင်မပြေဘူးအမြင်ကိုတက်လဲတူတက်ကြောင်မရှိဘူးနော်ကိုတန်ဖိုးထားတဲ့နေရာမှာတနေအလုပ်ဖြစ်တယ်နော်ပြောချင်တာဥပ္ပခတ်တရားပဲလေနော်သူ့မုံလုံးမဟုတ်ဘူးနော်တချို့ကခုနကျွန်တော်ပြောလို့နော်ကိုမလာဆဲနေတယ်ဒါမှခင်ဗျမတိလို့ပဲပြန်လိုက်အဲ့ဒီချိန်ညာရန်ကောင်းတယ်နော်ဆက်မဘာမှလည်းမဟုတ်တော့တော်တူအဆင်ပြေသွားတယ်နော်တချို့ကတိတ်နေလိုက်တာကပူပြီးတော့အဆင်ပြေသွားစေတယ်အဲ့ဒီမျိုးခင်ဗျပြောလိုက်မှနောက်ဆုံးဘာဖြစ်လဲမိတ်ဆွေဖြစ်ခဲ့တော့မှမိတ်ဆွေပြတ်သွားနိုင်တယ်နော်ပြောမိပြောချင်တာဒီဥပိ္ပခတရားရဲ့ထိရောက်ပုံပြောချင်တာနော်ခုနပြောတဲ့သူတို့ဒီစိတ်ပညာနဲ့ပတ်သက်ရဲ့ဒီ the way power မြန်မာဆိုတဲ့မှာသူပေါ်ပြတာတော့ out of the silence ပြောတာနော်တိတ်ဆိတ်ခြင်းအမှုပညာတိတ်ဆိတ်နေလိုက်ခြင်းကအရင်ကောင်းတယ်အမျိုးတခါတချို့ရတယ်ဗောနော်ဒါမဲ့သူကအလေလမ်းစစ်ပုံစံမျိုးပဲတအားတိတ်နေလည်းမကောင်းဘူးနော်အရင်ပြောရင်လည်းမကောင်းအဲကြောင့်အလေလာကောင်းတယ်အလေလာမစ္စည်းမပရိပဒါနော်အလေလမ်းစဉ်အဲ့ကောင်ကျွန်တော်တစ်ချက်ကိုယ်မှာတစ်ခေါက်ကြည့်လိုက်တော့အဲ့ဒီအလေလမ်းစဉ်ဆိုတာဒီမက်ဂင်ရှစ်ပါပဲပြောနေတာမျိုးတရားဆိုရင်အဓိကအဲ့ဒါပဲလေနော်ကျွန်တော်တို့ဟိုးစားမလို့ဘူးအစွဲမလို့ခင်ဗျာတကယ်ပညာတစ်ခုကိုဟိုစားမနော်အကြောင်းအရာတစ်ခုတကယ်သိချင်လို့ရှိရင်အစွဲထားလို့မရခင်ဗျာအစွဲရှိရင်ဘယ်တော့မှအမှန်မမြင်ဘူးနော်အဲ့ဒီဘာသာတော်များများရှိတဲ့လူတော်များများငါဘာသာငါလူမျိုးငါနိုင်ငံအစွဲရှိနေကြတာအဲကြောင့်မလို့ကျွန်တော်အရှိမတင်ထားပြတာအလကားမဟုတ်နော် liberal ဝါဒတို့နော်လက်ဝဲတွေတင်ထားပြဆိုအဲ့ဒါနည်းပါးလေးလာပြအောင်တင်ထားပြတာပညာအရေးကြီးတယ်လေပ
ညာအရေးကြီးတယ်ကျူချောင်းညီညွတ်မှုတွေအဲကြောင့်မို့ခဏကျွန်တော်ပြောနေပါတော့သူရဲ့အဆင့်တွေရှိတယ်သူဘဝနေနေဆိုတာတကယ်လားကျွန်တော်တို့တေချာမတိခဲ့တော့အမားပို့လုံးမိတာပေါ့နော်နည်းနည်းပဲတီးတော့အမားပို့လုံးမိတယ်အမားပို့လုံးပြီးတော့ပုတ်ခံရတာပေါ့ကျွန်တော်ကိုယ်လည်းခံရတာပဲလေနော်အမားကိုယ်လည်းအမားလုံးမိတယ်အဲ့ဒီအမားလုံးမိရဲ့နောက်ဆက်ပြပြလာတဲ့ရတယ်တော့ဆိုးတယ်လေနော်ကျွန်တော်ကပြောလို့ပါနော်ဖျားပြီးတဲ့ပညာတွေမပြီးပညာတော့10ပါတော့ဘာတော့မထင်တဲ့အထုတ်ကြည့်လိုက်ပြလာတဲ့ဟာခင်ဗျအဆန့်တန်ပြီးစားမယ်ခင်ဗျနော်ဒီမြောက်ခိုးတယ်ဒီမှာခိုးတယ်နော်ဥမာဖြစ်လက်ရှိဆိုခိုးတယ်ဆိုပြီးပြောမယ်လိန်နေပဲပြောမှာနော်ဒါလည်းခိုးတာပဲလေဒီမှာနော်ဘယ်လောက်ထိရောက်လဲဘယ်လောက်ထိတက်ရောက်သွားလဲသူရဲ့အကျိုးဆက်ကတတ်တည်ရဲ့ဆင်းဖြစ်သွားတယ်နော်ကျွန်တော်လည်းတော်မှကြားဖြတ်တော့ပါတယ်သူတို့မလားတရုတ်နိုင်ငံမှာနော်အလိန်ခံတီးတော့နောက်ဆိုဘာဖြစ်လဲစိတ်ညစ်ပြီးတော့တတ်တည်သွားတယ်အလိန်ခံတီးတဲ့လူပါနော်လိန်တဲ့လူမဟုတ်ဘူးနော်လိန်တဲ့လူကတော့သူလိပ်ပြသူမလို့နဲ့သူပြဆက်သွားအောင်လည်းတော့မသိဘူးနော်ကိုလိပ်ပြကုန်လုံနေဆိုတာရှိတယ်နော်အဲ့ဒါရရှိတယ်တရားမှာအဓိကကျွန်တော်ပြောချင်တာဒီဘဝနေနီးဆိုတာဖျားဟောပဲပြောချင်တာဖျားဟောဆိုတာဒါဘဝနေနီးပဲအသက်ရှင်စဉ်ဘယ်လိုနေထိုင်ဘဝမှာဘယ်လိုနေထိုင်ရမလဲဆိုတော့အဲ့ဒါနီလန်ဖြစ်တယ်ဆိုတာပြောချင်တာဘဝနေနီးဆိုတာဖျားဟောဆိုတာဘဝနေနီးပဲဘဝကိုကောင်းမွန်စွာနေဝါပြီးနိုင်ပြီဆိုရင်ခမကပြောလို့ပါနော် inner peace ဖြစ်ပြီဆိုမှတော့ခမလှုပ်ဆောင်ချက်မှန်သွားပြီလှုပ်ဆောင်ချက်မှန်မတော့ဘယ်လိုသိချင်လဲရှိခဲ့ရင်ပြောတာနော်မရှိဘူးလဲကျွန်တော်ပြောတာမဟုတ်တော့ရှိတယ်မရှိကျွန်တော်ပြောနေတာမဟုတ်ဒါမဲ့ခမဟုတ်ပဲစိတ်ချရပြီလေကျွန်တော်ကပြောလို့အဓိကစိတ်အဓိကပဲလေနော်အဓိကစိတ်ပဲကိုပြန်မေးကြည့်လိပ်ပြလုံးလားကိုစိတ်ချလားအစင်တစ်ပြရပြီလားဒီအစင်တစ်ပဲလားဒီအစင်တစ်ပဲလားကိုပြန်မေးလိုက်နော်တည်ရတယ်ကိုညာလို့မရဘူးကိုညာလို့မရကိုပြန်မေးလိုက်အဲ့အကောင်းဆုံးပဲအဲကြောင့်မလို့ကျွန်တော်ဘဝနေနီးကိုကျွန်တော်ဒီလောက်ပဲကျွန်တော်ရလိုက်တော့မှာဘဝနေနီးဆိုတာဖရာဟောပဲဖရာဟောတရားဆိုတာကျွန်တော်ဘဝမှာအသက်ဘယ်လိုရှင်းရမလဲဆိုတာလမ်းညွှန်တော့ဘဝနေနီးပဲโอเคဒါချလိုက်မလား